ကဲဒီနေ့စွန်းလောက်မဲ့ကုသိုလ်လေးပါစွန်းကိုတော့ဘာချက်မလဲဆိုတော့ငါစုပ်ချက်ပါမယ်အဖေငါစုပ်လေးကြော်မယ်ပဲစီတန်တန်လေးနဲ့ကြော်ပါမယ်ပဲစီစားခြင်းသူများပဲစီစစ်လဲရပါတယ်ရှင်ဒီပဲစီစစ်ပါစုံစီစစ်ရပါမယ်ရှင်စီလေးကိုထည့်မယ်ထည့်ပြီးတော့ငစုပ်လုံးလေးတွေကြောပါမယ်ဟာကတော့ငကျင်းပါအကျင်းကိုပဲစီစစ်လေးနဲ့ကြောပါမယ်ရှင်ရေပဲစီတန်တန်လူချင်းသူများမှားလို့ရပါတယ်ရှင်ကဲစီလေးဆူလာပြီဆိုလို့ရှိရင်တော့စနွေးမုတ်ကလေးကိုထည့်ပါမယ်စနွေးစီလေးဆူလာပြီဆိုရင်တော့စနွေးမုတ်ကလေးကိုထည့်ပါမယ်စနွေးမုတ်လေးကိုထည့်တယ်စနွေးမုတ်ကတော့ဝမ်းနာပန်းနာလဲကုံကောင်းတယ်အကုံကောင်းပါတယ်ဈေးဘက်ဝင်နေပေါ့ရှင်ပြီးတော့အဖေငဆုပ်ကလေးကိုကြောပါမယ်စွန့်ကုတူယူတယ်ဆိုတာကိုယ်တိုင်ချက်ရပါတယ်ကိုယ်တိုင်ချက်မှကုတူလဲပို့ရပါတယ်ကဲငဆုပ်ကလေးတွေကိုစာကြောပါမယ်စီဆူလာပြီဆိုရင်အစုပ်ကလေးတွေကိုထည့်ပါမယ်စီဆူလာပြီဆိုရင်အစုပ်ကလေးတွေကိုထည့်မယ်အစုပ်ကိုကြတော့ကျက်သွန်ဖြူနဲ့ချုံမုတ်စားလေးနဲ့ထောင်းပါတယ်အနာလေးထောင်းပါတယ်ထောင်းပြီးတော့မစက်ကလေးကိုကြောပါတယ်အစုပ်ကလေးကိုကြောဒီနေ့ကတန်ဃာတော်တွေကိုဆွမ်းလောင်းပါပါဒီနေ့ကတန်ဃာတော်အပါ30လောက်ကိုဆွမ်းလောင်းပါပါဆွမ်းလောင်းမယ်စက်ကလေးကိုကြောတယ်စက်ကလေးကိုစီတူမှာကြောပါတယ်ရှင်စက်ကလေးတွေကိုစိတ်ပူမှာကြောပါတယ်ပဲစီစစ်ကလေးနဲ့ကြောပါတယ်ရှင်ပဲစီစစ်စားခြင်းသူများစုံစည်းများမှားလို့ရပါတယ်ရှင်စီဆူလာပြီဆိုရင်စက်ကလေးတွေကိုထည့်ပါမယ်စက်ကလေးကိုကျက်သွန်ဖြူမွေးအောင်လို့ကျက်သွန်ဖြူစာချုံမို့ထည့်ပါတယ်